Sadhana ro Sagari Madhavaya Chause Kuguni Karene Nadhav Nase Chauku Mana Kunaye Sanini Vienna Nanga Ho Chi Minh Myo Dongling Pine Busan Meditation Center Dhamma Khamma Roji Atwin Night Mahasi Tadipatthana Vipassana Seyeတရားပွဲ၌မဟာသတိပဋ္ဌာန်ဝိပဿနာတရားတော်များကိုရိုးရိုးသေးသေးကြိုးကြိုးစားစားအချိန်ပြည့်ရှုမှတ်ပွားများအားထုတ်ပြီးတော့နေကြတဲ့ယောဂီသူတော်စင်များကိုဘုန်းကြီးအမတဒါနဓမ္မဒါနတရားအလှပေးလူမှာကတတိပဌာနာသုတ်တံဒေသနာတော်မှာဖွင့်ပြထားတဲ့ဣရိယာပဋ္ဌာပိုင်းမှာကိစ္စံတော်ဝါကိစ္စံမိတိပသနာတိဆိုတဲ့တွားတဲ့အမှုရာရှုမှတ်ပုံကိုယနေ့ဆက်လက်ပြီးတော့အမတဒါနဓမ္မဒါနတရားလူပေးလူမှာဖြစ်ပါလေမနေ့ကစဉ္ညာဣရိယာပုရှုမှတ်ပုံကိုလက်တွေ့ရှုမှတ်ပုံကိုပရောจิตာနဲ့ပြထားလို့အဲ့ဒီအချိန်ကရှုမှတ်ပုံလေးကိုသဘောပေါက်နားလည်လို့ရှိရင်အဲ့ဒီလိုရှုမှတ်ရင်းနဲ့ဝိပဿနာဉာဏ်ဖြစ်ပုံကိုဒီနေ့အခြေခံဉာဏ်ဖြစ်ပုံကိုဒီကနေ့ပြောပြပေးမှာဖြစ်ပါတယ်။ကျွတ်တင်ပြီးနားလည်ထားရမှာကလမ်းလျှောက်တာနဲ့စဉ္ညာလျှောက်တာမတူဘူးဆိုတာကိုကျွတ်တင်ပြီးနားလည်ထားရမယ်။လမ်းလျှောက်တာကအညောင်းပြေအပြင်းပြေလျှောက်တာစဉ္ညာလျှောက်တာကတမာတိဖြစ်ဖို့ဉာဏ်ဖြစ်ဖို့လျှောက်တာဒါကြောင့်ရည်ရွယ်ချက်ချင်းရောအကျိုးရခြင်းရောမတူပါဘူး။လမ်းလျှောက်တယ်ဆိုတာကဟိုဟိုဒီကြည့်ပြီးတော့စကားတပြောပြောနဲ့လျှောက်တာဖြစ်ပါတယ်။စဉ္ညာလျှောက်တာကြတော့မျက်နှာကိုချပြီးတော့လက်ကလည်းရှေ့ကိုပိုက်ထားပြီးလက်ကိုယ်လက်လှုပ်ရှားမှုမရှိပါဘူး။လက်ကလေးကိုရှေ့ကိုပိုက်မယ်နောက်ကိုပိုက်မယ်အတ္တမခန္ဓာကိုငြိမ်နေပြီဆိုတော့မျက်နှာလေးရှေ့ကို4000ခန်းချမယ်ချပြီးတော့အမှတ်တတိနဲ့ရှုမှတ်မှုလေးနဲ့ညာလန်းတယ်ဘယ်လန်းတယ်လို့လျှောက်တာဓမ္မစဉ္ညာလျှောက်တာဖြစ်ပါလေတရားအမှတ်မပါပဲနဲ့ဒီတိုင်းလျှောက်သွားနေတဲ့ပုဂ္ဂိုလ်ဟာသွားတဲ့အခါမှာငါသွားတယ်သူသွားတယ်ယောက်ျားသွားတယ်မိန်းမသွားတယ်ပုဂ္ဂိုလ်တ attva သွားတယ်လို့အဲ့ဒီလိုငါအနေအားဖြင့်သိတယ်အတ္တဒိဋ္ဌိကြီးနဲ့သွားတယ်တရားရှုမှတ်တဲ့ယောဂီပုဂ္ဂိုလ်ကြတော့သွားတိုင်းရှုစိတ်ကရှုမှတ်တဲ့အာယုံဖြစ်တဲ့ညာခြေပေါ်မှာပဲခြေပေါ်မှာရှုမှတ်စိတ်လေးကပ်ပြီးတည်နေတဲ့အချိန်မှာငါသွားတာသူသွားတာယောက်ျားသွားတာမိန်းမသွားတာရဲ့လို့မရှိတော့ဘူးအဲ့ဒီမှာတည်ရခြင်းရွေ့ပြီးတော့တွားနေတဲ့သဘောရွေ့နေတဲ့သဘောဒီသဘောပဲသိတယ်တွန်းသွားတဲ့သဘောတောင့်သွားတဲ့သဘောပဲသိတယ်ငါသူယောက်ျားမိန်းမဆိုတဲ့အတိလုံးဝပျောက်သွားတယ်အဲ့ဒီမှာတည်ရခြင်းရွေ့နေတာတင်းသွားတာတောင့်သွားတာဒီသဘောပဲသိတယ်တရားမရှိမှတ်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့လိုအတိမျိုးမသိဘူးငါသွားတယ်ယောက်ျားသွားတယ်မိန်းမသွားတယ်ဘုရားသွားမယ်ဓမ္မယုံကိုသွားမယ်ဈေးကိုသွားမယ်တရားနာသွားမယ်စသည်ဖြင့်ငါသွားတာအနေအချင်းသိတယ်အခုတရားရှုမှတ်မှုလေးနဲ့သွားတဲ့ပုဂ္ဂိုလ်ကြတော့ငါသွားတာလည်းမရှိဘူးသူသွားတာလည်းမရှိဘူးယောက်ျားမိန်းမလည်းမရှိဘူးအဲ့ဒီရွေ့ပြီးတော့သွားနေတဲ့သဘောလေးလောက်ပဲသိတဲ့ဉာဏ်ပေါ်လာလိမ့်မယ်သွားတဲ့အခါမှာတရားမရှိမှတ်တဲ့ပုဂ္ဂိုလ်ကတော့
သွားတာငါသွားခြင်းလို့သွားတယ်လို့ပဲသိတယ်အခုရှုမှတ်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီလိုမသိတော့စိတ်ဓာတ်ကရိယာဝါယောဓာတုဝိပါရိနာစိတ်ကသွားခြင်းစိတ်ကသွားခြင်းတဲ့အတွက်ကြောင့်မို့စိတ်တဇဝါယောတတ်တယ်တွန်းကံမှုတတ္တိအထူးကြောင့်ရှိကူတည်ရခြင်းရှိကူရွရွသွားတာအဲတော့ငါသွားခြင်းလို့သွားတာမဟုတ်ဘူးစိတ်ကသွားခြင်းလို့ရုပ်ကြီးသွားနေတာဒါလေးကိုယောဂီသဘောပေါက်ပြီးဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းသိလာပါလိမ့်မယ်ရှုမှတ်ပါများလာတဲ့အခါဈဉ္ဉံသွားတဲ့အခါမှာတည်တည်ချာချာမိမိကိုယ်၌ကဒီဈဉ္ဉံအာယုံကိုမလွတ်အောင်ရှုမယ်ဆိုပြီးတော့ပထမကိုရှုမှတ်မဲ့နေရာကိုရွေးမယ်ရွေးပြီးတော့အတိုင်းအတာကိုကန့်သတ်မယ်ဒီဘက်ထိတ်ကနေဟိုဘက်ထိတ်တီရှောင်းမယ်ဆိုရင်လည်းဟိုဘက်ထိတ်တီပိုင်းခြားပြီးတော့ကန့်သတ်ရှောင်းတဲ့အခါမှာလည်းလက်ကလေးကိုရှုပ်ပိုက်ခြင်းပိုက်မယ်နောက်ဘက်ခြင်းပိုက်မယ်မျက်စိကရှေ့4000ခန်းလောက်ပဲမျက်လွှာလေးချထားပြီးတော့ဒီဒီချာချာညာချီလန်းတာနဲ့ညာလန်းတယ်ဆိုတဲ့မတ်စိတ်လေးဟာတစ်ထက်တည်းကပ်ပြီးချသွားတယ်အခါရကပ်ပါသွားဘယ်ချီလန်းတာနဲ့ဘယ်လန်းတယ်ဆိုတဲ့မတ်စိတ်လေးဟာတစ်ခါတည်းတစ်ချက်တည်းကပ်ပါသွားအဲ့ဒီလိုယောဂီပုဂ္ဂိုလ်ဟာအာယုမတ်စိတ်တစ်ထက်တည်းကြအောင်မှတ်နိုင်လာပြီဆိုရင်တစ်ခေါက်ထဲနဲ့လည်းစိတ်တည်ငြိမ်ရင်တည်ငြိမ်လိမ့်မယ်။သို့မဟုတ်မိနစ်30လောက်အတွင်းမှာလည်းစိတ်တည်ရင်တည်ငြိမ်လိမ့်မယ်။တဏှာရဲ့အတွင်းလျှောက်လို့လည်းပဲတည်ငြိမ်လိမ့်မယ်။တခါတည်းတရလုံးလုံးမိမိဈဉ္ဉံချိန်ရောက်တိုင်းရှုမှတ်တယ်။တခါတည်းစိတ်တည်ငြိမ်မှုမရအောင်အဲ့တော့တည်တည်ချာချာယောဂီပုဂ္ဂိုလ်ကဘုန်းကြီးစောစောကပြောတဲ့အတိုင်းညာလန်းတာနဲ့ညာလန်းတယ်ဆိုတဲ့မတ်စိတ်လေးတစ်ထပ်တည်းကြအောင်မှဘယ်လန်းတာနဲ့ဘယ်လန်းတယ်လို့မတ်စိတ်လေးတစ်ထပ်တည်းကြအောင်မှအဲ့ဒီတိုင်းကမတ်စိတ်လေးကြအောင်မှတ်နိုင်သွားရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာဘယ်သူမှရှိတဲ့တောင်မထင်တော့ဘူးကိုတယောက်တည်းပဲအဲ့လိုကိုတယောက်တည်းပဲစိတ်ထဲကိုမှတ်ထင်လာပြီဆိုရင်ကိုယ်စိတ်ဟာတည်ငြိမ်ပြီးတော့သမာဓိဖြစ်နေပါပြီအဲ့ဒီအခြေအနေလေးရောက်အောင်ယောဂီပုဂ္ဂိုလ်ကဈဉ္ဉံကိုကြာကြာနာနာအနည်းဆုံးတဏှာကြီးပြည့်အောင်ရှောက်ပေးဖို့လိုအပ်ပါလိမ့်မယ်ဝိပဿနာရှုမှတ်တဲ့ဆိုတာဒီလိုထိုင်ပြီးရှုမှတ်နေမှဝိပဿနာအားထုတ်တာမဟုတ်ပါဘူးဈဉ္ဉံလျှောက်ပြီးရှုမှတ်နေတာလည်းဝိပဿနာအားထုတ်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုဈဉ္ဉံလျှောက်ပြီးရှုမှတ်တဲ့အခါမှာခြေလန်းတိုင်းကိုဒီနေ့ပြောရင်သွားတိုင်းသိအောင်ရှုရဝိပဿနာဆိုတာသိအောင်ရှုခြေလန်းလိုက်ပြီဆိုရင်ခြေလန်းတာလေးကိုစားနေဆုံးသိသွားရမယ်ဘယ်ခြေလန်းလိုက်တယ်ဆိုရင်လန်းတာလေးကိုစားနေဆုံးသိသွားရအဲ့လိုသိအောင်တေချာမြင်အောင်ကြည့်ရမယ်တေချာမြင်အောင်ကြည့်ဆိုတာပဂရိမျက်စိနဲ့ခြေထောက်ကိုငုံကြည့်ရမှာမဟုတ်ဘူးဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်တဲ့အခါမှာခြေလန်းတိုင်းဟာခြေထောက်ဆိုတဲ့တံပြောက်ပြီးတော့ရွေ့ပြီးတင်းတောင်သွားတဲ့သဘောတွေ့လိမ့်မယ်လေခြေလန်းတဲ့အခါမှာလည်းတေချာဉာဏ်နဲ့ကြည့်နေခြေထောက်ဆိုတဲ့တံပြောက်ပြီးတော့တည်ခြင်းရွေ့ပြီးတော့တင်းတောင်သွားတဲ့သဘောကိုသိလိမ့်မယ်အဲလိုသိတာတင်းသွားတယ်တောင့်သွားတယ်ဆိုတာဝါယောဓာတ်ခေါ်တယ်ရွေ့သွားတယ်ဆိုတာဝါယောဓာတ်ခေါ်တယ်အဲ့ဒီဝါယောဓာတ်ကရုပ်တရားဖြစ်တယ်အဲ့ဒီလိုတင်းသွားတဲ့သဘောတောင့်သွားတဲ့သဘောရွေ့သွားတဲ့သဘောလေးကိုရှုပြီးကြည့်ရင်သိနေတဲ့စိတ်ကလေးကနံတရားခေါ်တယ်
အဲ့ဒီမှာခြေတလန်းရှုလိုက်တယ်ရှုလိုက်တယ်ရုပ်တရားနဲ့နတ်တရားရုပ်တရားနဲ့နတ်တရားကိုယောဂီကိုယ်တိုင်ဉာဏ်နဲ့ဒိဋ္ဌိသိသိလာပါလိမ့်မယ်တိတိကျကျတော့ဝိပဿနာဉာဏ်နဲ့မြင်အောင်ရှုကြည့်ဖို့တော့လိုပါလိမ့်မယ်အဲ့ဒီလိုယုံနဲ့နာအမှန်သိသွားပြီဆိုရင်ငါသွားတာလည်းမရှိတော့ဘူးသူသွားတာလည်းမရှိတော့ဘူးယောက်ျားမိန်းမသွားတာမရှိတော့ဘူးဘိက္ခုသွားနေတယ်ဘိက္ခုနီသွားနေတယ်သီလရှင်သွားနေတယ်ယောဂီသွားနေတယ်ဆိုတာမရှိတော့ဘူးနာနဲ့ရုပ်ပဲသွားနေတာကိုယောဂီရဲ့ဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်အဲဒီနာနဲ့ရုပ်ကိုပိုင်းခြားသိတဲ့ဉာဏ်ရှင်းတန်ပြည့်စုံလာပြီဆိုရင်ဆက်ပြီးတော့ရှုမှတ်အားထုတ်လို့တတိယသမารီအားရီအားကောင်းပြည့်စုံလာတဲ့အခါမှာအဲ့ဒီယုတ်တရားနံတရားတွေရဲ့ကုံသွားဖို့ဆုံးသွားဖို့ပြတ်သွားဖို့ဖြစ်လာပြီးပြတ်သွားဖို့ဒီသဘောလေးတွေကိုသိမယ်ဥပမာအဖြစ်ထင်ရှားအောင်ပြောရင်ခြေလမ်းတိုင်းရှုမှတ်နေတဲ့ဈဉ္ဉံရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်ဟာခြေတလန်းလှမ်းလိုက်တယ်လမ်းတယ်ညာလမ်းတယ်ဆုံးသွားပြီအဲ့ဒီခြေလမ်းကုံဆုံးသွားပြီရှေ့လမ်းလို့မရတော့ပြတ်သွားပြီနောက်ဘယ်ပဲခြေလမ်းလှမ်းလိုက်တယ်ဘယ်လမ်းတယ်အဲ့ဒီခြေလမ်းဆုံးသွားတာနဲ့အဲ့ဒီဘယ်လမ်းတာလည်းပြတ်သွားပြီနောက်တစ်ခါအသစ်ညာလမ်းတယ်အဲ့ဒီညာလမ်းတာလေးလည်းဆုံးသွားပြီပြတ်သွားပြီနောက်တစ်ခါအသစ်ဘယ်လမ်းတယ်အဲ့ဒီလိုခြေလမ်းတိုင်းဖြစ်လိုက်ပြက်လိုက်တလန်းဖြစ်လိုက်တလန်းပြက်လိုက်တလန်းဖြစ်လိုက်တလန်းပြက်လိုက်နဲ့အဲ့ဒီမှာဈဉ္ဉံသွားရင်းနဲ့ဖြစ်ပြဉာဏ်นี่ပေါ်လာလိမ့်မယ်အဲ့ဒီလိုခြေလန်းတိုင်းရဲ့ဖြစ်ပြနေတဲ့သဘောကိုဉာဏ်သက်ဝင်နေပြီဆိုရင်အဲ့ဒီယောဂီဟာအနိစ္စ နုပဒနာဉာဏ်ဖြစ်နေတာပဲဒီအနိစ္စ နုပဒနာဉာဏ်အားကောင်းရင်ယရနိစ္စတံဒုက္ခံဒရဏတ္တဆိုတဲ့ဘုရားဟောဒေသနာတော်အတိုင်းမမြဲတာကိုသေးသေးချာချာသိပြီးအနိစ္စ နုပဒနာဉာဏ်ကောင်းကောင်းကြီးဖြစ်ပြီဆိုရင်ရှေ့ဆက်ပြီးတော့ဒုက္ခ နုပဒနာဉာဏ်အနတ္တ နုပဒနာဉာဏ်ဆိုတာတွေမကြာမီသောအချိန်မှာအစဉ်အဆက်ဉာဏ်တွေဖြစ်ပေါ်လာပါလိမ့်မယ်ဒါကယောဂီပုဂ္ဂိုလ်မှာခြေတလန်းကိုတစ်ချက်မှတ်ရင်းနဲ့ဝိပဿနာဉာဏ်လေးတွေဖြစ်ပုံအကျဉ်းချုပ်ကလေးကိုပြောပြနောက်ဒီတစ်ချက်မှတ်နဲ့နည်းမှတ်နိုင်တဲ့ပုဂ္ဂိုလ်ပို့ပြီးတော့တမာရီဖြစ်ခြင်းနဲ့ပို့ပြီးတော့ဝိပဿနာဉာဏ်นี่ဖြစ်ခြင်းနဲ့ဆိုရင်ဒီတဲ့အသေးစိတ်မှတ်ရမှာဖြစ်ပါတယ်အဲဒီကမှာခြေတလန်းကိုကြွားတယ်လမ်းတယ်ချတယ်ဆိုတဲ့သုံးချက်မှတ်နဲ့တိတိကျကျတိုးမှတ်ရမှာဖြစ်ပါတယ်ကြွားတယ်ကကြွားမှတိတိကျကျဉာဏ်နဲ့မြင်အောင်ကြည့်ရပါလမ်းရင်လှမ်းတာလေးကိုသိချာမြင်အောင်ကြည့်ရပါမယ်ချနေလိုက်တာကိုချတာလေးကိုသိချာမြင်အောင်ကြည့်ရပါမယ်ပဂရိမျက်စိနဲ့ကြည့်ရမှာမဟုတ်ဘူးဉာဏ်မျက်စိနဲ့ကြည့်ရမှာအဲဒီလိုတစ်ချက်မှတ်ကိုနိုင်နေပြီဆိုရင်သုံးချက်မှတ်ကလေးတိုးမှတ်ခြင်းအပြင်တတိသမารိဉာဏ်นี่တိုးတက်လာပါလိမ့်မယ်မနေ့ကဈဉ္ဉံလျှောက်ပြီးတော့ရှုမှတ်ပုံသုံးချက်ရှုမှတ်ပုံလေးကိုလက်တွေ့နေရာအပြင်ဘုန်းကြီးတို့ပြသပြီးခဲ့ပြီအဲ့လိုပြသပြီးတဲ့အခါမှာအခုရှုတဲ့အခါတရားသဘောလေးတွေသိမြင်ပုံလေးကိုဘုန်းကြီးပြောသွားမှာဖြစ်တယ်ကြားတယ်လို့သိချာရှုရင်မြန်သွားလို့မရဘူးသုံးချက်မှတ်ကြတော့ဖြည်းဖြည်းလေးပဲကိုယ်ကစိတ်အာရုံကလည်းပဲသိချာစူးစိုက်ထားရတယ်
ဆုံးရပြီးတော့အဲ့ဒီမှာသွားတော့မယ်ဆိုရင်ညာခြေကစပြီးသွားတာဖြစ်တယ်ဒါကြောင့်ညာခြေဘက်ကိုစိတ်ဆိုင်ပြီးတော့ဖဏောင်လေးကြွလာရင်ကြွရတယ်တေချာကြွတာလေးကိုတည်တည်ချာချာမြင်အောင်ကြည့်ပဂရိမျက်စိနဲ့မကြည့်နဲ့ဉာဏ်မျက်စိနဲ့တေချာမြင်အောင်ကြည့်အဲ့ဒီကြွလာတဲ့အခါမှာဒီတိုင်းပဲဘာမှမသိဘဲနဲ့ကြွလာသလားတော့မဟုတ်ကြွတဲ့ကလေးမှာလေးပါလာတာသိသလားတော့မဟုတ်ပေါ့ပါလာတာသိသလားကြွမှုလေးတော့မဟုတ်တရွေပြီးတရွေရွေ့ရွေ့ပြီးပါလာတာသိသလားအဲ့ဒီလိုသိအောင်ရှုရမှာဉာဏ်နဲ့မြင်အောင်ရှုဆိုတာအဲ့ဒီတရားသဘောလေးကိုမြင်အောင်ရှုရမှာလေးပါလာတဲ့သဘောလေးသိရင်အာဘောဓာတ်ကိုသိတာပေါ့ပါလာတဲ့သဘောလေးကိုသိပြီဆိုရင်တေဇောဓာတ်ကိုသိတာတရွေပြီးတရွေတရွေပြီးတရွေရွေ့ရွေ့ပြီးပါလာတာကိုသိရင်ဝါယောဓာတ်ကိုသိတာဒါတရားသဘောတွေပဲလေဝါယောဓာတ်ကလည်းယုတ်တရားပဲတေဇောဓာတ်ကလည်းယုတ်တရားပဲအာဘောဓာတ်ကလည်းယုတ်တရားပဲလေအဲဒီလိုကြွလာခဲ့ကလေးမှာဒီလိုလေးသဘောပေါ်သဘောရွေ့သဘောလေးသိနေတဲ့စိတ်ကလေးကနာအဲဒီဝါယောဓာတ်တေဇောဓာတ်အာဘောဓာတ်ကလေးကယုတ်ကြွတဲ့ကလေးမှာယောဂီရဲ့ဉာဏ်ထဲမှာငါကြွတာမဟုတ်ဘူးယောက်ျားမိန်းမကြွတာမဟုတ်ဘူးတကယ်ကိုသဘောလေးရုပ်သဘောလေးနဲ့နာမ်သဘောလေးဒီသဘောလေးကိုသိသွားလိမ့်မယ်အဲဒီလိုဉာဏ်နဲ့သိအောင်တည်တည်ချာချာကြွတဲ့ကလေးမှာမြင်အောင်ကြည့်ပြီးရှုပါလှမ်းကိုင်းပါဆိုရင်တော့တင်းသဘောတောင်သဘောရွေ့သဘောလေးပဲအဲ့ဒီတင်းတာတောင်းတာရွှေ့တာဝါယောဓာတ်ပဲခြေတော်ဆိုတဲ့ပညာတရံပြောက်ပြီးတော့ယောဂီကတင်းသွားတာတောင်းသွားတာသုံးဖို့ရွှေ့သွားတာဒီသဘောလေးသိနေပြီဆိုရင်တရားသဘောလေးသိတာပဲအဲ့ဒီတရားသဘောကဘာလဲဆိုဝါယောဓာတ်ယုတ်တရားအဲ့ဒီစိတ်ကလေးသိနေတဲ့စိတ်လေးကနန္တရားလှမ်းကိုက်မှလည်းပဲယုတ်တရားနဲ့နန္တရားကိုယောဂီပုဂ္ဂိုလ်ဉာဏ်နဲ့သိမြင်သွားပါလိမ့်မယ်ချနှင်းကိုက်မှာလှမ်းပြီးတဲ့အခါခြေတော်လေးချပြီးတော့နင်းလိုက်တယ်အဲ့ဒီချခဲ့ကလေးမှာလေးသဘောလေးထင်ရှားရင်ထင်ရှားမယ်သို့မဟုတ်ရွေ့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 ချလာတဲ့သဘောထင်ရှားမယ်လေးသဘောလေးထင်ရှားရင်အဘောဓာတ်ထင်ရှားတယ်ရွှေသဘောလေးထင်ရှားရင်ဝါယောဓာတ်ထင်ရှားတယ်အဲ့ဒီအဘောဓာတ်ဝါယောဓာတ်ကယုတ်ဒါလေးကိုသိတဲ့စိတ်လေးကနာမယ်ဒါလည်းယုံနဲ့နာမယ်ခွဲသိတယ်ချပြီးလို့ခြေပေါ်ကကျမ်းပေါ်မှာဖိနေလိုက်တယ်အဲဒီမှာခြေပေါ်ကကျမ်းပေါ်မှာနင်းလိုက်တဲ့အခါမှာမာသဘောတွေးခြင်းတွေ့မယ်ပြောသဘောတွေးခြင်းတွေ့မယ်ကျမ်းသဘောတွေးခြင်းတွေ့မယ်နုညံ့သဘောတွေးခြင်းတွေ့မယ်အဲ့ဒါပထဝီဓာတ်ပဲတကယ်လို့ဒီကြောက်ပြားပေါ်မှာနင်းမိတယ်ဆိုရင်အေးသဘောတွေ့ခြင်းတွေ့မယ်ပူသဘောတွေ့ခြင်းတွေ့မယ်အဲ့ဒါတေဇောဓာတ်ပဲအဲ့ဒီပထဝီဓာတ်လည်းယုတ်တရားပဲတေဇောဓာတ်လည်းယုတ်တရားပဲအဲ့ဒီလိုပူတာအေးတာကြောက်တာမာတာကျမ်းတာနုတာသိတဲ့စိတ်ကလေးကနန္တရားပဲအဲ့ဒီနင်းချလိုက်လို့ကျမ်းနဲ့ထိတဲ့အချိန်မှလည်းပဲယုံနဲ့နာနဲ့သိပါလေဒီနာနဲ့ယုတ်ကိုပိုင်းခြားသိတဲ့ဉာဏ်ပြည့်စုံသွားပြီဆိုရင်ရှုတိုင်းကြွားခဲ့ကလေးမှာကြွားတာလေးဖြစ်လိုက်ပြက်လိုက်လမ်းခဲ့ကလေးမှာလမ်းတာလေးရဲ့ဖြစ်လိုက်ပြက်လိုက်ခြားခဲ့ကလေးမှာခြားတာလေးရဲ့ဖြစ်လိုက်ပြက်လိုက်အဲ့လိုဖြစ်ပြီးပြက်ဖြစ်ပြီးပြက်မမြဲတဲ့အနိစ္စ နုပဒနာဉာဏ်ပေါ်လာပါလိမ့်မယ်အဲဒီနိစ္စ နုပဒနာဉာဏ်ပြည့်စုံသွားပြီဆိုရင်ဒုက္ခ နုပဒနာဉာဏ်အနတ္တ နုပဒနာဉာဏ်ဒီဉာဏ်နဲ့အားပြည့်သွားရင်မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ကိုဈဉ္ဉဏ်လျှောက်ရင်းနဲ့မျက်မှောက်ပြုတွေ့တည်သွားနိုင်ပါတယ်အဲဒီလိုဈဉ္ဉဏ်လျှောက်ရှုမှတ်ရင်းနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပုံလေးကိုပြောမှတော့နားထောင်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး
ပြိနိဗ္ဗာန်သံဃာနေမှာသူပတ္တဆိုတဲ့ပြရပယဟန်ကြီးမြတ်စွာဘုရားထံမှာကမ္မထာလာတောင်းတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကအခုယောဂီတို့အားထုတ်နေတဲ့တတိပဌာန်တရားရှုမှတ်ပုံကိုမြတ်စွာဘုရားဟောပြလိုက်တယ်အဲ့ဒီချိန်မှာသူဝရယဟန်ကြီးကမြတ်စွာဘုရားထံကခွာပြီးတော့အင်ချင်းဥယျာဉ်ထဲမှာဆင်းရဲလျှောက်ခုယောဂီတို့လျှောက်တယ်လို့ပဲသွားနေတဲ့အမူအရာလေးကိုကြည့်ပြီးတော့သွားတယ်သို့မဟုတ်ညာလန်းနဲ့ပဲလန်းနဲ့လျှောက်အဲဒီလိုရှုမှတ်ရင်းနဲ့ပဲမကြာမီသောအချိန်မှာဘာမှအကြာကြီးလျှောက်စီရမလို့မကြာမီသောအချိန်မှာပဲဝိပဿနာဉာဏ်နဲ့ဉာဏ်နဲ့အစစ်စစ်တက်ပြီးတော့ကိလေသာအသောကုန်ခန်းပြီးယဟန္တာမထေရကြီးဖြစ်သွားပါလေ။ဒါကြောင့်ဘုန်းကြီးတို့ယောဂီများလည်းဒီဈဉ္ဉံဣရိယာပုလေးကိုရိုးရိုးသေးသေးရှုမှတ်အားထုတ်ချခြင်းအားဖြင့်ဆရတ္တာအတွင်းမှာတရားအသိဉာဏ်ဓုလေးတွေရရှိနိုင်ကြပါစေလို့ဆန္ဒပြုရင်းနေကုန်ချုပ်ပါလေ။